ပေါ့နော်ဒီကြော်ညာဗီဒီယိုလေးလှုပ်ရှင်တာတဲ့ဒီညီမလေးဆိုလို့ရှင်ဒီသူက gas မီးဖို့ကြော်ညာလေးလှုပ်ရှင်တယ်ပေါ့နော်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုမေးထားလို့တစ်ချက်ပြောပေးပါမယ်ကိုကကြော်ညာစင်းလေးလှုပ်မယ်ဆိုလို့ရှင်အရင်ဆုံး script လိုတာပေါ့နော်အဲ့ဒီ script အတွက်ကကြတော့ကျွန်မ ChatGPT ကိုသုံးပါတယ် ChatGPT ကိုသွားပြီးရင် ChatGPT မှာမြန်မာလိုပဲပြောလိုက်တယ်ဒီ gas မီးဖို့ပေါ့နော်ကြော်ညာလေးလှုပ်ရှင်တယ်ဘလို့လေးပါဆိုကိုက outline ပြလိုက်တဲ့အခါမှာသူ့ကိုအင်္ဂလိပ်လိုပဲရေးခိုင်းမယ်ကျွန်မတို့က Gemini မှာဆိုအင်္ဂလိပ်လိုပဲထုံးမယ်ဟုတ်ပြီနော်အဲ့တော့အင်္ဂလိပ်လိုလေးရေးပေးပါဆိုတော့သူကဒီမှာဒီပေါ့နော်စင်းကို3ခုလောက်ကိုရေးပေးတယ်အဲ့ဒီကကိုကြိုက်တဲ့ဟာတစ်ခုကို copy ယူလိုက်မယ်ယူပြီးလို့ရှင်ကျမတို့က Gemini ကိုသွားမယ်ဒီမှာတစ်ခုပြောစရာရှိတာက ChatGPT ကိုဒီလိုတွေမေးတာက free သုံးလို့ရပါတယ်ဒီပေါ့နော် Gemini ဆိုလို့ရှင်တော့ Gemini ကဒီ video ထုတ်တာကတော့ free သုံးလို့မရပါဘူး pro version မှာသုံးလို့ရပါတယ်အဲ့တော့ pro သုံးချင်တယ်ဆိုလို့ရှင်တော့ဒီ Premium ACC နဲ့လေးဆိုတဲ့ Telegram အကောင့်မှာသွားမိလို့ရတယ်ပေါ့နော်အဲ့တော့ဆက်ပြောပါမယ်အဲ့ဒီကို copy ကူးလာတဲ့စာလေးကိုဒီ Gemini မှာထည့်ပြီးရင် create video ဆိုတာကိုနှိပ်ပြီးတော့လို့ရှိရင်ကို copy ထူတဲ့စာကိုကဗမာလိုပြောခိုင်းချင်တယ်အဲ့ဒါဆိုရှင်ဘယ်လိုတွေထည့်ရေးပြီးလဲဆိုတော့ကျမကတော့ in Burmese audio ဆိုတာကိုခဏကို repetition နဲ့ရေးတယ်ပေါ့နော်အခုတော့အမေ Burmese daughter ဆိုအဲ့ဒါတွေလည်းကျမအမြဲတမ်းထည့်ရေးနေတယ်အဲ့လိုထုတ်လိုက်တဲ့အခါမှာဆိုလို့ရှင်တော့ဖြင့် မိပြက်တာကိုစိတ်မပူနဲ့တော့ gas stove ကမြင်ဆန်တယ်ရိရှင်ပြီး3ရတရအဆင်ပြေတယ်ဗမာလိုပြောတဲ့ AI ဆိုလို့ Gemini ပဲရှိသေးတယ်။ဒါပေမဲ့ तू ကအရင်ပြပြတတ်တာပြောတယ်ခုနောက်ပိုင်းမှာနည်းနည်းလေးဗမာလိုလေးတွေကဝဲလာတာလေးတော့ရှိတယ်ပေါ့နော်။အဲ့တော့ဒါလေးကိုတစ်ချက်လာပြောပြတာပါ